စင်ကာပူမှာအလုပ်သွားလုပ်ချင်နေဆိုရင်မဖြစ်မနေတီးထားရမယ်အချက်၃ချက်ရှိပါတယ်ဒီအချက်တွေကိုမတီးဘဲနဲ့သွားမိရင်အချိန်လေးကုန်သလိုဒုက္ခလေးရောက်နိုင်ပါတယ်ကိုဘဝကိုပြောင်းလဲနိုင်မယ်အခွင့်အရေးကောင်းတွေကိုလည်းလက်လွတ်သွားနိုင်ပါတယ်ပထမအချက်ကတော့လာစာပဲဖြစ်ပါတယ်စင်ကာပူမှာအလုပ်သွားလုပ်ရင်လာစာကိုအလုပ်အမျိုးအစားအတွေ့အကြုံအလုပ်ချိန်အလိုက်သတ်မှတ်ထားပါတယ်တီးထားရမယ်အချက်ကတော့အလုပ်လုပ်လေလာစာကောင်းလေလုံးဝမဟုတ်ပါဘူးစာချုပ်ထက်မှာတတိပြထားတဲ့လာစာကိုသာတိတိကျကျရရှိမှာပဲဒါကြောင့်စာချုပ်မရှိပေနဲ့ဇကားနဲ့ပဲဂတိပေးတဲ့အလုပ်ကိုလုံးဝမယုံသင့်ပါဘူးဒုတိယအချက်ကတော့ agency ရွေးချယ်မှုပဲဖြစ်ပါတယ် agency ကတင့်အလုပ်ရေလုံခြုံမှုကတာမကတင့်အနာဂတ်ကိုပါဆုံးဖြတ်ပေးနိုင်ပါတယ်စီကံမရှိတဲ့ agency ကိုရွေးချယ်မိရင်လာစာမရတာမျိုးစာချုပ်မရတာမျိုးပြဿနာတွင်အများကြီးကြုံလာနိုင်ပါတယ်အဲ့ဒါကြောင့် agent တေချာရွေးစေချင်ပါတယ်အတွေ့အကြုံရှိလားကိစ္စတစ်ခုကိုဖြစ်လာရင်တာဝန်ယူပေးလားဒီအချက်တွေကိုမဖြစ်မနေစစ်ကြည့်ဖို့လိုအပ်ပါတယ်တတိယအချက်ကတော့အရေးကြီးဆုံးဖြစ်ပါတယ်တတိယအချက်ကတော့အရေးကြီးဆုံးဖြစ်တဲ့ဥပဒေအရာအာမခံချက်တွေပဲဖြစ်ပါတယ်စင်ကာပူဥပဒေအရာအလုပ်သမားတိုင်မှာစာချုပ်အာမခံတဲ့ကျန်းမာရေးဆောင်ရှောက်မှုနဲ့လုံခြုံရေးဆိုင်ရာအခွင့်အရေးတွေကိုလည်းထိန်းသိမ်းပေးထားပါတယ်ဒီအချက်တွေကိုတိထားမှာမတရားခံစားတာမျိုးဖြစ်လာရင်ကိုယ့်ဘက်ကနေရဲရဲကာကွယ်နိုင်မှာပဲဖြစ်ပါတယ်ဒါကြောင့်စင်ကာပူကိုအလုပ်သွားလုပ်မယ်ဆိုရင်တေချာစဉ်းစားပြီးဆုံးဖြတ်ပါโอเคဒါဆိုရင်စင်ကာပူကိုသွားဖို့အတွက်ဘယ် agent ကိုရွေးချယ်ရမှာလဲအဖြေကတော့ကိုကြိုက်တဲ့ agent ကိုရွေးချယ်လို့ရပါတယ်တကယ်လို့ Skyline Carrier ကိုယုံကြည်တယ်ဆိုရင် Skyline Carrier ကိုလည်းရွေးချယ်လို့ရပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်